မင်္ဂလာပါရှင်ကိုကိုရီပြန်နေကြိုးစိုးလိုက်ပါစီရှင်အမျိုးသမီးတရားနဲ့တရားဟာမျက်နှာလေးမတူချတယ်လို့ပဲသူတို့ရဲ့ရန်နာလေးတွေဖြစ်တဲ့ဖောက်ကြီးပုံစံလေးတွေဟာလေတရားနဲ့တရားမတူညီတဲ့ထူးခြားတဲ့စဟီကိုစီရှိကြပါရရှင်ဒီနေ့မှာတော့သူကိုတို့အတွက်ဘလို့ပုံစံလေးတွေမှာလေ့ကျင့်တဲ့အတွက်ဘလို့အရာသာသူကိုပေးစွမ်းနိုင်တယ်လဲဆိုတာကျမရဲ့အရာပုဂ္ဂိုလ်လင်းလင်းပြောပြပေးတော့မှာမို့လို့အဆုံးထိညာထောင်ပေးချပါအောင်နော်ပရမဆုံးပုံစံလေးကတော့အပြင်ဖက်နှုတ်ခမ်းသားလေးတွေကအသားဆိုင်ထူးထူးနဲ့ပြပြဖြူဖြူရှိတဲ့ပုံစံမျိုးပါကိုကိုရီဒီပုံစံတွေဟာတမချိတ်လေးချင်းခံဆွေးနွေးတဲ့အခါမှာကိုကိုရီရဲ့ညီလေးကိုအီစိမ့်စိမ့်နဲ့တင်းတင်းကြပ်ကြပ်လေးစုပ်ကင်ထားသလိုခံစားရစီပါရရှင်အခရီးအတွေ့မှာနူညံ့မှုအပြည့်ရှိသလိုဝင်းချင်းထွက်ချင်းလေးကျင်ကန်ခရီးကိုပြုလုပ်တိုင်းမှာလေထူးခြားတဲ့အီစိမ့်ကျက်မာမှုကိုပေးစွမ်းနိုင်တဲ့အတွက်ကိုကိုတို့အကြိုက်ဆုံးပုံစံလေးတစ်ခုဖြစ်မှာပါရှင်ဒုတိယတစ်ခုကတော့အတွင်းဘက်နှုတ်ခဲသားတွေကအပြင်ဘက်ကိုနည်းနည်းလေးထွက်နေတဲ့ပုံစံမျိုးပါ။ဒါကိုလက်ပြတောင်းပန်လေးနဲ့တင်စားသည့်ခေါ်လေးရှိကြပါရရှင်။ဒီပုံစံရဲ့အားသာချက်ကတော့အာယုံခန်းစားမှုအလွန်တောင်းတာပါပဲ။အတူလေးချင်းကြတဲ့အခါမှာအဲ့ဒီနှုတ်ခမ်းသားလေးတွေကကိုကိုရီရဲ့ညီလေးကိုပိုးပြီးပွတ်တိုင်မှုပေးနိုင်တဲ့အတွက်အမျိုးသမီးအတွက်ရောအမျိုးသားအတွက်ပါရင်ခုန်တန်လေးကိုပိုးပြီးမြန်စီပါရဲ့ကိုကိုရီတတိယပုံစံကတော့အပြင်ဘက်ကကြည့်ရင်နိုးနေတဲ့ပန်းလေးတစ်ပွင့်လို့ကျင်းချင်းလေးနဲ့တင်းတင်းရင်ရင်ရှိတဲ့ပုံစံမျိုးပါဒီပုံစံလေးတွေဟာကိုကိုတို့အတွက်တော့တကယ်ကိုစိတ်ခေါ်မှုခုလိုပါပဲဝင်ချင်းထွက်ချင်းကျမရဲ့လစ်စင်ကမ်းမှာတင်းကျပ်တဲ့အထီအတွေးကိုအပြည့်အဝပေးနိုင်တဲ့အတွက်ကိုကိုတို့ဘက်ကအချိန်ကြာကြာထိန်းထားဖို့တော့ခရင်သွားစေနိုင်တဲ့အထိဆွဲဆောင်မှုရှိတဲ့ပုံစံလေးဖြစ်ပါရဲ့ရှင်ကဲကိုကိုရီအခုပြပြတဲ့အဘုဒ္ဓကြလေးတွေကြောင့်မြို့သမီးတို့ရဲ့ထူးခြားတဲ့အလှတရားတွေကိုပိုးပြီးနားလည်သွားကြပြီလို့ဖြစ်မှာရရှင်ဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်မှာလေဘလုံးအကြောင်းအရာတွေကိုသိချင်သေးတဲ့ comment မှာရေးခဲ့လို့ရပါတယ်ရှင်အားလုံးကိုအရင်ချစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့တွေ့ဆုံကြမယ်နော်ကိုကိုကြီး